show profile ဆိုရင်သူကတော့မိတ်ဆွေကွန်ပျူတာမှာပေါ့နော်ကျွန်တော် Windows မှာကျွန်တော်တို့ join ခဲ့ပူးသမျှပေါ့နော်အရင်မှာရောအခုရော join ထားတဲ့လက်ရှိရောအရင်ရော join ထားတဲ့ကျွန်တော် Wi-Fi list တွေပေါ့နော် name တွေအကုန်လုံးချပေးတယ်အဲ့ဒီကမှမိတ်ဆွေပဲ Wi-Fi ရဲ့ password ကိုသိကျင်တဲ့အခါကျရင်ကျွန်တော် comment ကြောင်းလေးထည့်ရိုက်ထည့်လိုက် next step show profile ပြောရင်ဆိုရင်ကျွန်တော်တို့ space လေးတစ်ချက်ချပြီးလိုက်ပေါ့နော် show profile ပြီး name လို့ရိုက်လိုက်ပြီး equally name ပြီးကျွန်တော်တို့ command ဟိုအပေါ် command လေးနှစ်ခုနဲ့ပေါ့နော်ပြီးကျွန်တော်အဲ့ name နေရာမှာမိတ်ဆွေသိကျင်တဲ့ Wi-Fi ရဲ့နာမည်ကိုယူပြီး copy ယူလိုက်ပေါ့နော်အခုက profile နဲ့နာမည်ကို copy ယူလိုက်ပြီးပြန် paste လုပ်ပြီးတော့ command ထပ် copy လိုက်ပေါ့နော်အဲ့ command လေးတော့မကြမ်းခဲ့ပါနဲ့တကယ်လို့ကြမ်းခဲ့ရင်သူက command နဲ့တက်တယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ simple view ပြီးရင်ကျွန်တော်တို့ command code ကို key equal clear ပေါ့နော်အဲ့လိုရိုက်လိုက်ကြာလာပြီနော်ကြာလာပြီဆိုရင်ကျွန်တော်ဒီမှာ security setting ဆိုတဲ့ part ထဲမှာကျွန်တော်ဒီမှာ key content ပေါ့ key content ကတော့မိတ်ဆွေရဲ့အခုအဲ့ Wi-Fi ရဲ့ password ပေါ့နော်ပြီးမှအခုကျွန်တော်ဒီ MICC9 ဆိုရင်ကျွန်တော် ASDF ပေါ့နော်အဲ့ဒါကြီးပါမိတ်ဆွေဒီပုံစံလေးနဲ့ပေါ့နော်ကျွန်တော်